ဟိမန္တာတောင်ကြီးကိုဘုရားကသာအလိုရှိမယ်ဆိုရင်ရွှေဖြစ်စေဆိုရင်လည်းရွှေဖြစ်သွားမှာတဲ့အဲ့လိုမျိုးမြတ်စွာဘုရားကိုပြောတော့မြတ်စွာဘုရားကမနတ်တဲ့ဟိမန္တာတောင်ကြီးနှလုံးစာလောက်တစ်လုံးမဟုတ်ဘူးနှလုံးဟိမန္တာတောင်ကြီးနှလုံးစာလောက်ရွှေတွေကိုဖန်ဆင်းပေးမယ်ဆိုရင်တောင်လူတယောက်ရဲ့လူအင်ဆန္ဒပြည့်အောင်မှာမဟုတ်ဘူးတဲ့အတ္တနာသောရယတနာပฏิမန္တေထအတ္တနာသောအတ္တဂုတ်တတိမဒုက္ခဘိက္ခုဝိဟာဟိတိဆိုတဲ့ဂါထာလေးဟောခဲ့တယ်ကိုစစ်ဆေးရမယ်အတ္တနာသောရယတနာပฏิမန္တေထအတ္တနာကိုထောက်လှမ်းရေးလုပ်ရမယ်စုံစမ်းရမယ်ငါပါလေငါဘလို့စိတ်ရှိရလဲအဲ့လိုကိုစောရကတက်မယ်ကိုစုံစမ်းမယ်ဆိုရင်သောအတ္တဂုတ်တတိမအဲ့ဒီပုဂ္ဂိုလ်ဟာတတိရှိတဲ့အတွက်ကြောင့်သူ့ရဲ့စိတ်ကလေးဟာလောဘဒေါသဝင်လို့မရအောင်လုံခြုံနေလိမ့်မယ်တတိတရားကသူ့စိတ်ကိုညှဉ်းနှွမ်းမှုတွေရန်သူတွေဝင်လို့မရအောင်ကာကွယ်တားဆီးပေးစိတ်ဓာတ်အဲ့လိုလုံခြုံနေမယ်ဆိုရင်ဒီစိတ်ဟာတေချာပေါက်ချမ်းသာပြီဒုက္ခံဘိက္ခုဝိဟာဟိတိဒီလိုတကယ်ချမ်းသာမယ်ကိုစောရကတက်မယ်မင်းဘာလို့ကောင်းတာတွေကိုလုပ်နိုင်ရလဲမလုပ်တာတော့မင်းဘာလို့မကောင်းတာတွေကိုရှောင်နိုင်ရလဲမရှောင်တာတော့ကျွတ်ကိုစောရကတက်ရတယ်ဒီလိုအဆုံးအမမျိုးဘယ်လိုပညာရှိကမှမပေးနိုင်ဘူးဘုရားကလွှဲရင်ဘယ်ပညာရှိမှမပေးနိုင်ဘူးကျွတ်တို့ကအခုစောရကတွေတော့တက်တယ်ဘယ်သူတက်နေတာတော့သူများကြီးလျှောက်တက်တယ်ဘာလို့ဒီလိုလုပ်တာဘာလို့ဒီလိုပြောရတာလဲဒါကြီးကဘာတော့သူများကိုပဲဘာလို့နေတော့စောရကတက်ကိုစောရကတက်ရခေါင်းမှန်ကိုမသိအမှန်ကိုဘာလို့ရမှာတော့စောရကတက်ရစောရကတက်တယ်ဆိုတာအပြစ်ကိုထောက်ပြပြီးတော့မင်းဘာကြောင့်ဒီလိုလုပ်တာလဲငါ့ကိုအကြောင်းပြချက်ပေးလို့ကိုအဲ့လိုလုပ်ရမှာဟုတ်လားကျွတ်တို့ကိုစောရကတက်မယ်ဆိုတက်เสียအများကြီးအဲ့ဒီမှာလည်းပဲမြတ်စွာဘုရားကိုစုံစမ်းရမယ်ဆိုတာပါခုဝိမာန်တဆိုတာအဲ့ဒါကိုရကျင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အစအဆုံးကာကြီးကနေအထိအကုန်သိရနားလေတယ်ဘာလို့နားလေတာတော့စုံစမ်းထားတယ်တရားရကျင်တယ်ဆိုရင်ဘယ်လိုရအောင်လုပ်ရမှာတော့ဘလို့တော့အကုန်လုံးနားလေအောင်လုပ်ရမယ်ခုဘာမှနားလေအောင်မလုပ်ဘူးသူများပြောရင်ယုံဖို့ပဲပြင်ထားတယ်နော်စဉ်းစားရမကောင်းဘူးလားဘာပြောနေတာတော့ဘုန်းကြီးကဣတိဘတ်၄ပါးအဲ့ဒါမန္တကမြတ်စွာဘုရားကိုဘယင်လုပ်ဖို့တောင်းပန်တာမြတ်စွာဘုရားအဲ့ဒီဣတိဘတ်ကြီး၄ပါးကိုပြည့်စုံအောင်ပွားထားပြီလားမြတ်စွာဘုရားမှာတကယ်ဖြစ်ခြင်းတဲ့ဆန္ဒအထွတ်ထိပ်ရှိတယ်တကယ်ကြိုးစားတဲ့ဝိရိယအထွတ်ထိပ်ရှိတယ်တခုခုကိုတကယ်စိတ်ဝင်စားတဲ့ကိစ္စအထွတ်ထိပ်ရှိတယ်ပညာအထွတ်ထိပ်ရှိတယ်ဒါကြောင့်မန္တကဘယ်လိုမြင်တာတော့ဟိမန္တာတောင်ကြီးကိုဘုရားကသာအလိုရှိမယ်ဆိုရင်ရွှေဖြစ်စေဆို